ကျွန်တော်ဒီနေ့ဗုဒ္ဓဘာသာဝင်တွေရဲ့ဒီအထွတ်မြတ်ပေါ့ဒီပိဋကတ်၃ပုံရဲ့ပြီးတော့ခရစ်ယာန်ဘာသာဝင်တွေရဲ့ဒီအထွတ်မြတ်ကျမ်းစာပေါ့ The Holy Bible ရဲ့နောက်ဆုံးကတော့ Islam ဘာသာဝင်တွေရဲ့ကျမ်းမြတ်မဟာ The Quran ပေါ့အဲ့ဒီကျမ်းစာ၃ခုရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေကိုကျွန်တော်ဆွေးနွေးပေးပါမယ်ဆိုတော့အရင်ဦးဆုံးပိဋကတ်၃ပုံရဲ့ဖွဲ့စည်းတည်ဆောက်ပုံကျွန်တော်တို့အရင်လေ့လာအောင်ပိဋကတ်၃ပုံကဒီတုတ်တန်ရဲ့ဝီနီးရဲ့အဘိဓမ္မာရဲ့ဆိုပြီးတော့ဒီ၃ပိုင်းပိုင်းတာပေါ့ဒီမူရင်းပါဠိတော်ကြီးပဲစာအုပ်ရေးအဖြစ်40ရှိတယ်ဆိုတော့ဒီတုတ်တန်ကြီးပဲ23အုပ်ဒီဝီနီး5ကျန်5အုပ်ပေါ့ဝီနီး5ကျန်ကတော့ဒီပါရာဖီကာပါဖိတ်တီယဖူလာဝကမဟာဝကပြီးတော့ဒီပရိဝါဒပေါ့အဲဝီနီး5ကျန်ကဒီ5အုပ်ပြီးတော့နောက်တစ်ခုကကျတော့ဒီအဘိဓမ္မာ9ကျန်ပေါ့အဘိဓမ္မာ9ကျန်ကဒီကျန်အဖြစ်ဆိုလို့ရှိရင်9ကျန်စာအုပ်အဖြစ်ဆိုလို့ရှိရင်တော့12အုပ်ပေါ့ဆိုတော့ဒီအဘိဓမ္မာ9ကျမ်းဘာတွေလဲဆိုတော့ဓမ္မသင်္ကနီဝိပင်ဓာတုကထာပုဂ္ဂလပညာကထာဝိတုယမိုက်ပဋ္ဌာန်းပေါ့ဆိုတော့ဒီအဘိဓမ္မာ9ကျမ်းဒီစာအုပ်အဖြစ်12အုပ်ဆိုတော့ဒီတုတ်တန်ရဲ့ဝီနီးရဲ့အဘိဓမ္မာရဲ့ဒီမူရင်းပါဠိတော်ကြီးပဲစာအုပ်ရေးအဖြစ်ကဒီ40ရှိတယ်ပေါ့တခါဒီမူရင်းပါဠိတော်တွေကိုပြန်ပြီးတော့ဒီထပ်ဖွင့်ဖို့တဲ့ဒီအထာကထာဆိုပြီးရှိတာပေါ့ဒီအထာကထာကဒီအားလုံးပေါင်းဒီ50အုပ်ရှိတယ်ဆိုတော့အထာကထာကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမြတ်စွာဘုရားဒီဟိုနေရာမှာဟောတယ်ဒီနေရာမှာဟောတယ်တချို့နေရာတွေကြတော့ဒီဘုရားကဒီမြတ်စွာဘုရားကဒီအကျဉ်းလေးလောက်ပဲဟောလိုက်တာပေါ့ဒါပေမဲ့ဒီချို့နေရာတွေကြတော့ဟောတယ်ဒါပေမဲ့အတိတ်ပဲကိုကျွန်တော်နားလေဖို့လိုတာပေါ့အဲ့လိုဟာမျိုးတွေအတွက်ကိုဒီအဲ့ခေတ်မှာရှိတဲ့ရှင်သာရိပုတ္တရာတို့လိုဒီယဟန္တာမထေရတွေကပြန်ပြီးတော့ထပ်ဖြင့်ရှင်းပြတာအဖင်ဖက်ပေါ့အဲ့လိုမျိုးဒီမထေရမြတ်တွေကရှင်းပြတဲ့ဟာတွေကိုသိမ့်ပြီးလာတာပေါ့အဲ့ဒါတွေကိုကျွန်တော်ဒီအထက်ကထာလို့ခေါ်တာပေါ့ဒီဟိုကျွန်းကဒီရှင်မာဗုဒ္ဓဂောသားတို့ဘာလို့ဆိုရင်ဒီအထက်ကထာကျမ်းပြုတဲ့နေရာမှာဒီတော်တော်လေးနာမည်ကြီးတယ်ပေါ့ဆိုတော့ဒါကတော့ဒီအထက်ကထာပြီးတော့တစ်ခါဒီအထက်ကထာကိုပဲပြန်ပြီးတော့ပြန်ရှင်းတာရှိတယ်အဲ့ဒါကြောင့်တိကာလို့ခေါ်တယ်သူကကြောင့်ဒီပိဋကတ်၃ပုံကိုအမူရင်းပါဠိတော်ကိုဒီအထက်ကထာရှင်းတယ်တစ်ခါဒီအထက်ကထာကိုတိကာပြန်ရှင်းတာပေါ့တိကာကြီးပဲကဒီ26ပေါ့ဒီဖာအုပ်ရေးအားဖြစ်လို့ရှိရင်တော့ယာကနန်းကြော်ရမယ်ကျွန်တော်ဒီဖာအုပ်ဖင်ကြီးတစ်ဖာလောက်မှလောက်မဲ့ပုံမှန်ပေါ့ဒီအခန်းတစ်ခန်းလောက်ထားရမယ်ပုံမှန်ဖြစ်တယ်ဆိုတော့ဒါကတော့ဒီဘယ်လိုခေါ်မလဲဒီမူရင်းပိဋကတ်၃ပုံရဲ့ဒီကျမ်းပါပေါ့ကျမ်းပါအရေးအတွက်တွေဆိုတော့ဒီပိဋကတ်၃ပုံကိုကျွန်တော်ဒီနိကေ9ပြာဆိုပြီးတော့ခွဲခြားလို့ရတယ်ဆိုတော့နိကေ9ပြာအကြောင်းကျွန်တော်ဒီဗီဒီယိုတစ်ပုတ်လုပ်ခဲ့တယ်ပေါ့နော်အဲ့မှာတော့လည်းကျွန်တော်ရှင်းပြတာဒါပေမဲ့ကျွန်တော်ဒီမှာလည်းပြန်ပြီးပြောလိုက်ပါမယ်နိကေ9ခုကဘာလဲဆိုတော့ဒီကနိကေတဲ့မြစ်ဖီမာနိကေတဲ့တန်ယုတနိကေတဲ့အင်ကုတ္တရနိကေတဲ့ခုတ်တကနိကေတဲ့ဆိုတော့နိကေ9ခုပေါ့နိကေတွေဆိုတာကတော့ကျွန်တော်ဒီဘယ်လိုခေါ်လဲတုတ်တန်တွေကိုအတူအရှည်အလက်အဲ့လိုမျိုးပေါ့တူရဖုလိုက်တယ်အဲ့လိုမျိုးအဖြစ်ခွဲခြားတဲ့နီးဖနစ်တွေပေါ့ဆိုတော့ဒီမှာကကျွန်တော်တို့ဒီတုတ်တန်တစ်ခုကိုရှာမယ်ဥပမာမဟာပရိနိဗ္ဗာန်သုတ်ဆိုလို့ရှိရင်ဘယ်လိုရှာမလဲဆိုမဟာပရိနိဗ္ဗာန်သုတ်ဆိုလို့ရှိရင်ဒီမှာပါလဲဆိုတော့ဒီကနိကေတဲ့ပြီးတော့ဒီမဟာဝက်မဟာပရိနိဗ္ဗာန်သုတ်ပေါ့အဲ့လိုမျိုးသွားတယ်ဆိုတော့ကျွန်တော်တို့တခါမြစ်ဖီမာနီကေတုတ်တန်တစ်ခုရှာကျင်တယ်ဆိုလို့ရှိရင်လေမြစ်ဖီမာနီကေမူလပနာသပနာသကတော့ဒီ90တဖူပေါ့အဲ့လိုမျိုးပြောတာမူလပနာသပြီးလို့ရှိရင်ဒီဘေဝက်ပေါ့ web for division ပေါ့ဒီအပိုင်းတစ်ပိုင်းပေါ့ဘေဝက်ပြီးလို့ရှိရင်ဘေတုတ်တန်ပေါ့အဲ့လိုမျိုးသွားရှာရတာပေါ့ဒါကတော့ကျွန်တော်တို့ဒီနီးကေ9ပြာကဒီဖနစ်တကြတီဖောက်ထားတာပေါ့ဆိုတော့ချုပ်လိုက်မယ်ဆိုလို့ရှိရင်ဒီပိဋကတ်3ပုံကဒီကျမ်းစာအဖြစ်လဲဒီအရေးအတွက်အလွန်များတယ်ပြီးတော့နောက်တစ်ခုကဒီ complexity ခေါ်တာပေါ့ဒီရှုပ်ထွေးမှုမြင်မာတယ်ပေါ့မြင်မာတယ်ဒါပေမဲ့ ဖနစ်တကြတော့တော်တော်ကြီးရှိတယ်ပေါ့ဆိုတော့ဒါကဒီပိဋကတ်3ပုံရဲ့ဖွဲ့စည်းတည်ဆောက်ပုံပေါ့ဆိုတော့တစ်ခါဟုတ်ပြီကျွန်တော်တို့ဒီပိဋကတ်3ပုံကြောင့်ပြောပြီးပြီဆိုတော့ကျွန်တော်တို့ဒီ The Bible ပေါ့ The Holy Bible ဒီတမန်ကျမ်းစာရဲ့ဖွဲ့စည်းတည်ဆောက်ပုံကြောင့်လေးကိုဖတ်ပြီးပြောခြင်းတယ်ဆိုတော့ဒီတမန်ကျမ်းစာကကျွန်တော်တို့ဒီသူ့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကလည်းတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့တမန်ကျမ်းစာကိုဒီအဓိကအားဖြင့်ကျွန်တော်တို့ဒီ Bible ကိုနှစ်ပိုင်းနေပေါ့ဒီ Old Testament နဲ့ New Testament ပေါ့ဒီမြန်မာလိုဆိုလို့ရှိရင်တော့ဒီဓမ္မဟောင်းကျမ်းနဲ့ဓမ္မသစ်ကျမ်းဆိုပြီးတော့ပေါ့ဆိုတော့ဒီဓမ္မဟောင်းကျမ်းမှာကကြတော့သူကဘယ်လိုခွဲလဲပေါ့ဘယ်လိုခွဲလဲဆိုတော့ဒီ Jesus Christ မပေါ်ခင်နဲ့ပေါ်ပြီးပေါ့Jesus Christ မတိုင်ခင်ကိုကျွန်တော်တို့ဒီဓမ္မဟောင်းလို့ခေါ်ပြီးတော့ဒီ Jesus Christ နောက်ပိုင်းအောင်ကြတော့ကျွန်တော်တို့ဒီဓမ္မသစ်လို့ခေါ်တယ်ပေါ့ဆိုတော့သူ့မှာ Bible မှာအားလုံးပေါင်းကျမ်းပါက66ခုရှိတယ်66ခုမှာဒီကျွန်တော်တို့ဒီဓမ္မဟောင်းကျမ်းမှာကဒီ39ခုရှိတယ်ဓမ္မသစ်ကျမ်းမှာကျတော့ကျွန်တော်တို့ဒီဘယ်နှခု level ဒီ28ခုပေါ့ပေါင်းလိုက်တယ်ဆိုလို့ရှိရင်အားလုံးပေါင်းဒီ66ခုရတာပေါ့
ဆိုတော့အဲ့ဒီ6 fat 6ခုမှာသူကဒီဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကတစ်ခုခုရှာမယ်ပေါ့ရှာမယ် evolution ဘယ်လိုမျိုးရှာလဲဆိုဥပမာ John 3:15 ဆိုထားပါတော့ရှင်ယောဟန်ခရစ်ဝင်ပေါ့အပိုက်ကြီး3အပိုက်ငယ် fat 6ဆိုတော့ဒီနေရာမှာဒီ John 3:15ဆိုတာဘာပြောရလဲ John ဆိုတာကြတော့ဒီ book ကျမ်းစာနာမည်ပေါ့ဆိုတော့နောက်တစ်ခုကကျတော့3ကကျတော့အပိုက်ကြီး3အပိုက်ကြီးကိုကျွန်တော်ဒီ English လို့ဆိုရင် chapter လို့ခေါ်တယ်ဒီအပိုက်ငယ်ကကျတော့ bath ပေါ့ဒီအပိုက်ငယ် fat 6ပေါ့အဲ့မှာသွားရှာရတာဆိုတော့ဒီ Bible မှာကဒီ chapter ပေါင်းက1189ခုရှိတယ်ပြီးတော့ဒီ verses ပေါ့ဒီအပိုက်ငယ်အားလုံးပေါင်းကမရှိဘူးဆိုရင်ကျွန်တော်ထင်တာ approximately 3102ခုပေါ့အဲ့လောက်ထိရှိတယ်ဆိုတော့ဒီ John 3:15မှာ evolution ဒီဗာပြောထားတယ်ပေါ့ဗာပြောထားလဲဆိုတော့ဒီအဲ့မှာပါတဲ့ English ဟာလေးပေါ့ကျွန်တော်ဒီနည်းနည်းကျွန်တော်မှတ်မိတော့ကြည့်မယ်ဗာလဲဆိုဒီ for God followed the world that he gave his one and only his son that whoever believe in him shall not perish but have eternal life ဆိုပြီးတော့အဲ့လိုလေးပြောထားတာပေါ့အဲ့ဒါကြောင့်ဒီကျွန်တော်တို့ဒီမြန်မာမူယုဒတန်မူဆိုတာရှိတယ်အဲ့မှာလည်းဘာသာပြန်တဲ့ခါမှာဒီရှိတာပေါ့ဘုရားသခင်ကြီးသားတော်ယုံကြည်သူအပေါင်းတို့ဒီပြည့်စည်ခြင်းလို့မရဘူးထာဝရတက်ကိုရရှိခြင်းတာပေါ့အဲ့လိုမျိုးလေးပြောထားတယ်နောက်ဆက်တွဲပေါ့ဆိုတော့ကဒီယုဒတန်မူကနည်းနည်းလေးနားလေရတော့ခက်တယ်အခုခေတ်နောက်ပိုင်းပြန်ပြီးတော့ဟိုနားလေအောင်လွယ်အောင်ပြန်ထားတာရှိတယ်ဆိုတော့ကျွန်တော်ရဲ့ဒီမိတ်ဆွေတယောက်ရှိတာပေါ့ဒီအီတလီကသူကအီတလီကဘူးမဲ့သူကခရစ်ယာန်သာသနာပြုဆရာပေါ့သူမြန်မာပြည်မှာရှိတယ်ကျွန်တော်ဒီ Bible နဲ့ပတ်သက်ပြီးတော့သူ့ကိုမေးတာပေါ့မေးတော့သူကညွှန်ပေးတယ်ကျွန်တော် JW Library ဆိုတဲ့ဒီ app လေးပေးတော့ပေါ့ပြီးတော့ကျွန်တော်ကြည့်ရမြန်မာလူတော်တော်လေးကောင်းတယ်လေးလာတာလေတော်တော်လွယ်တယ်ပေါ့ဆိုတော့ဒီ Bible နဲ့ပတ်သက်တယ်ဆို JW Library မှာသွားကြည့်ကြည့်ပေါ့ဆိုတော့ဟောဒါကတော့ကျွန်တော် Bible အကြောင်းလေးကိုအချင်းပြောတာဟုတ်ပြီနောက်တစ်ခုကကျွန်တော်နောက်ဖုန်းကျွန်တော်တို့ဒီ The Quran ပေါ့ဒီ Islam ဘာသာဝင်တွေရဲ့ဒီအထွတ်အမြတ်ဖြစ်တဲ့ဒီ The Quran အကြောင်းပြောမယ်ပေါ့ဆိုတော့ဒီ Quran ကလည်းဖိတ်ဝင်ပါဖို့ကောင်းတယ်ဖွဲ့စည်းထားတဲ့ပုံစံသူကဒီအပိုက်ကြီးအပိုက်ငယ်ပုံစံနဲ့တွားတယ်ပေါ့ဒီအပိုက်ကြီးတွေကိုကျွန်တော်တို့ဒီဖူဒါလို့ခေါ်တယ်ပြီးတော့ဒီအပိုက်ကြီးထဲမှာရှိတဲ့အရာလေးတွေကိုကျွန်တော်တို့ Arab လို့ခေါ် Arab ဆိုတာကျွန်တော်ဒီဝါကြလေးတွေဒါမှမဟုတ်အပိုက်ငယ်လေးတွေပေါ့အဲ့လိုမျိုးပေါ့ဆိုတော့ဒီမှာဘလို့ရှိရင်ဒီဖူဒါပေါင်း114ခုရှိတယ်ဆိုတော့ကိုရန်ဂျမ်တစ်ခုလုံးမှာ Arab ပေါင်းကကျတော့6236ခုပေါ့ဆိုတော့ဒါလေးတော်တော်ဖိတ်ဝင်ပါတယ်ဥပမာကျွန်တော်တို့ဒီ255ဆိုသူကဘာပြောတာလဲဆိုတော့ကျွန်တော်တို့ဒီဖူရာအမှတ်2အရက်အမှတ်255ပေါ့ဒါကတော့မြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်ဒီအစ္စလာမ်ဘာသာဝင်တော်တော်များများသိပြီလားပေါ့အဲ့မှာပါတဲ့ဒီအရက်တော်ဒီအိမ်ဒီမှာဆိုရင်အလှလေးပါလေးဖာလေးလှလေးနဲ့ရေးထားတယ်ဆိုတော့ဒီအကာအကွယ်လောက်တာပေါ့ဒီဒါကိုရွတ်ပြီးဆိုလို့ရှိရင်ကောင်းကင်တမန်တော်တပါးဒီအမြဲတမ်းဖောက်ချောက်တယ်ပေါ့ညာအိတ်ခန်ကြီးတွေပါအဲ့မှာဒီအလာရှင်မြတ်ရဲ့ဒီဘယ်လိုခေါ်မလဲဒီဖုံးတော်အကြောင်းလေးရေးပွေထားတာဆိုတော့ဒါကတော့ဒီအဲ့လိုရှာတဲ့ဟာပေါ့ပြီးတော့ဒီနောက်တစ်ခုကဘာရှိသေးလဲ Juva ရှိတယ် Juva ကျတော့ကျွန်တော်တို့ဒီကိုရန်ကျမ်းတစ်ခုလုံးညီအမျှအပိုင်း30ပိုင်းလိုက်တယ်ပိုင်းပြီးတော့အပိုင်း30ပိုင်းရတာဆိုတာဒီတစ်လမှာရက်30ရှိတာကိုကျွန်တော်30ရှိတော့တရက်တစ်ပိုင်းလုံးနဲ့တစ်လပြည့်လို့ရှင်ကိုရန်ကျမ်းတစ်ခုလုံးကိုရွတ်ဖတ်ပူဆိုလို့ပြီးသွားမယ်ပေါ့ဆိုတော့ဒါကတော့ဒီကိုရန်ကျမ်းရဲ့ဒီဖွဲ့စည်းတည်ဖောက်ပုံကိုကျွန်တော်ပြောပြတာဆိုတော့ကျွန်တော်ဒီနေ့ပြောသွားတဲ့ဗီဒီယိုမှာဒီပိဋကတ်3ပုံရဲ့ဖွဲ့စည်းတည်ဖောက်ပုံရဲ့The Bible ရဲ့ဖွဲ့စည်းတည်ဖောက်ပုံနောက်ဆုံးဒီ Quran ကျမ်းရဲ့ဖွဲ့စည်းတည်ဖောက်ပုံပေါ့အဲ့ဒါလေးပြောပါတော့ပေါ့ဖိုတော့ကဒီပေါ့လေးလာတဲ့လူတွေကဒီကိုဒီဖတ်ပြီးတော့သွားလို့ရတာပေါ့ဒီလို map လေးတည်ထားတဲ့အတွက်ဘယ်လိုရှားမလဲဘယ်လိုဖတ်မလဲဆိုတာသိပါပြီတဲ့မှာဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်တတ်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့မေးပြလေးရှိရင်လည်းဒီ comment မှာမှန်ခဲ့လို့ရပါတယ်